လူတယောက်ဟာနောက်ဆုံးထွက်သက်ကိုရောက်တော့မယ်ဆိုလို့ရှိရင်ပထမဆုံးချုပ်သွားတာကမျက်စိနားနာလျှက်ကာယဆိုတာတွေနဲ့ပတ်သက်တဲ့ခံစားချက်တွေအဖြစ်ချုပ်သွားတယ်။နောက်သိတော့မယ်ဆိုရင်နောက်ဆုံးမှအဲ့ဒါချုပ်ပြီ။ဘာကြံနှုံးဆိုရင်စိတ်ထဲကခံစားချက်တစ်ခုကြံနေတယ်။စိတ်ထဲကခံစားချက်ကြတော့သိမှပဲသူကပျောက်တယ်။နော်။အဲ့ဒီစိတ်ထဲကခံစားချက်ကုန်သွားပြီ။အသက်ရှိနေသေးတယ်များသူကဖြစ်တယ်။အသက်မရှိတော့ဘူးဆိုတော့မှသူကပြတ်သွားတယ်အဲ့ဒါကိုပဲတော်ကသေသွားပြီချုပ်သွားပြီလို့ဒီလိုပြောတာအဲ့တော့ဝေဒနာနှစ်ခုမှရနော်ရဟန္တာဖြစ်လာလို့ရှိရင်နောက်ဆုံးမှာဘဝတစ်ခုမှာနော်ဘဝတစ်ခုကိုဆုံးသတ်တော့မယ်ဆိုလို့ရှိရင်ကိုယ်ကာယနဲ့ပတ်သက်တဲ့စိတ်ခံစားငါးဓာရနဲ့ပတ်သက်တဲ့စိတ်ခံစားချက်ကတစ်ခုစိတ်မနောဓာရနဲ့ပတ်သက်တဲ့စိတ်ခံစားချက်ကတစ်ခုလို့နှစ်ခုမှတ်ထားပြီးတော့ငါးဓာရမှာဖြစ်တဲ့ဝေဒနာသည်ဘဝမှာနောက်မှဖြစ်တော့လဲအရင်ချုပ်သွားတယ်သိတော့မှဆိုရင်သူမသိတော့အကုန်လုံးဗိမ့်မောသွားပြီမနောဓာရမှာဖြစ်တဲ့ဝေဒနာသည်အရင်ဖြစ်တဲ့တိုင်ပဲနောက်ဆုံးမှချုပ်တယ်သူကတန်းရှိအဲ့တော့သူချုပ်သွားတဲ့နောက်မှာဘာနဲ့ဥပမာရသော်ဘုရားကဥပမာလေးနဲ့ဟောထားတယ်လောကမှာတဲ့တစ်ပင်ရိပ်ဆိုတာဘာရှိလို့ဖြစ်လဲတစ်ပင်ရဲ့အရိပ်သည်တစ်ပင်ရှိလို့ဖြစ်တာနော်တစ်ပင်ရဲ့အရိပ်သည်တစ်ပင်ရှိလို့ဖြစ်တာထို့တူရဲ့စိတ်ခံစားချက်ဆိုတာဘယ်သူကြောင့်ဖြစ်တော့ခန္ဓာ၅ပါးရှိလို့ဖြစ်တာတစ်ပင်ရဲ့အရိပ်သည်တစ်ပင်ရှိနေတယ်များရှိနေမယ်စိတ်ခံစားချက်ဝေဒနာသည်ခန္ဓာ၅ပါးရှိနေတယ်များဖြစ်နေမယ်အဲ့တော့တစ်ပင်တစ်ပင်ကိုအရိပ်ဖြောက်ဖို့အတွက်ဘာလုပ်အောင်လဲဒီတစ်ပင်ကိုလှည့်ပြစ်တယ်အမြစ်ပါမကြံတူးတယ်တူးပြီးအလုံးတောက်တောက်ဆင်းပြီးရှုပြဖြစ်ရေးတယ်မြောက်နောက်ထပ်ဒီတစ်ပင်ကအရိပ်လာအောင်မလားမလာတော့ရှမ်းတာပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာလေအဲ့တိုင်ပဲနော်ခန္ဓာ၅ပါးဟာကိလေသာဆိုတဲ့ကံဆိုတဲ့ခန္ဓာ၅ပါးရဲ့အမြစ်ကိလေသာဆိုတဲ့ခန္ဓာ၅ပါးရဲ့အမြစ်ဟာတော့ပြတ်သွားသည့်အတွက်ကြောင့်နောက်ဆုံးထွက်သက်ပြီးတဲ့နောက်မှာပြန်ပြီးတော့ဆက်ဆက်တတ်မလာတော့အကြောင်းတွေကကုန်သွားပြီအကြောင်းကုန်သည့်အတွက်ကြောင့်ပရိသေရိဆိုတာနောက်ထပ်မလာတော့ပါဖြစ်တယ်အပညတ္တိကပါဥပကမတယ်အပညတ္တိကဆိုခေါ်ရမရှိတော့ခေါ်ရဲဆိုတာခန္ဓာ၅ပါးရှိမှခေါ်လို့ရတာလေနော်ဥပမာမဲ့တစ်ပင်လို့ခေါ်တာဟာအမြင့်ရှိတယ်ပင်စင်ရှိတယ်အကိုင်းခက်ရှိတယ်ဒါကြောင့်ခေါ်လို့ရဒီမှာလည်းပဲခန္ဓာ၅ပါးမှာမရှိတော့ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ခေါ်ရမရှိဘူးအပညတ္တိကပါဥပကမောဗျာနောက်ထပ်ခေါ်ရမရှိတော့သလိုနောက်ဘဝမှာဘာအကျိုးခန္ဓာမှာဖြစ်ပေါ်လာတဲ့ခန္ဓာ၅ပါးဆိုတာလုံးဝမဖြစ်တော့ခေါ်စရာပြညတ်စရာအကြောင်းဘာတစ်ခုမှမရှိဘူးဒါကြောင့်မို့ပြိနေဘူးတော့ငြိမ့်သွားတယ်လို့ပြောတာယန္တာမှာနောက်ဘဝမရှိဘူးဆိုတာအဲ့ဒါပဲနော်